1388ခုနှစ်မြန်မာနှစ်သစ်ကူအခါသမယကိုကြိုဆိုသောအဖြစ်နိုင်ငံခြားရေးဝန်ကြီးဌာန၏တန်တမန်တကြံပွဲတော်ကိုဒီကနေ့မဟာတကြံအကြနေမနက်ပိုင်းမှာရန်ကုန်မြို့နိုင်ငံခြားရေးဝန်ကြီးဌာနမြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့ကျင့်ရေးအဖွဲ့၏မြက်ခင်းပြင်မှာကျင်းပပါသည်။ဟိုးစွာနိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးကိုကိုကျော်ကနှစ်သစ်ကူကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပါသည်။တန်တမန်တကြံပွဲတော်တွင်ရန်ကုန်မြို့အခြေစိုက်နိုင်ငံခြားတန်ယုံများအဖွဲ့ရုံးများမှတန်တမန်များနှင့်၎င်းတို့ရဲ့မိသားစုဝင်များကုလသမဂ္ဂနှင့်၎င်းတို့ရဲ့လက်အောက်ခံဖွဲ့စည်းများမှကိုယ်စားလှယ်များဂုဏ်ထူးဆောင်ကောင်စစ်ဝင်များနှင့်၎င်းတို့ရဲ့မိသားစုဝင်များမြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနိုင်ငံခြားရေးဝန်ကြီးဌာနမှညွှန်ကြားရေးမှူးချုပ်များအရာထမ်းအမှုထမ်းများနှင့်မိသားစုဝင်များနိုင်ငံခြားရေးဝန်ကြီးဌာနဝန်ထမ်းဟောင်းများမြန်မာတန်တမန်တင်တန်းကျောင်းမှဤပြများနှင့်တင်တန်းသားတင်တန်းသူများနှင့်ဖိတ်ကြားထားတဲ့ဧည့်သည်တော်များကပျော်ရွှင်စွာပါဝင်ဆင်နွှဲကြပါသည်။အဲဒီနောက်တန်တမန်တကြံပွဲတော်သို့တက်ရောက်လာကြတဲ့တန်တမန်များနှင့်ဧည့်သည်တော်များအားမြန်မာရိုးရာအစားအစာများဖြင့်တည်ခင်းဧည့်ခံပြီးနိုင်ငံခြားရေးဝန်ကြီးဌာနမှဝန်ထမ်းများကတကြံရင်းကားလများဖြင့်တီဆိုကပြဖျော်ဖြေကြကာပါဝင်ဆင်နွှဲကြသူများသည်ပျော်ရွှင်စွာအတူတကွရေပက်ကစားခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။